အဲ့ဒီမှာကျွန်တော်ခံစားချက်ကိုတကယ်ပြောရရင်ကျွန်တော်စကားပြောနေတာပေမဲ့လေကျွန်တော်အာယုံကဘမရောက်နေလေဆိုနောက်ဖက်မှာထောင်ထားတဲ့ခွတ်တောင်းအလံနှစ်လက်ရှိမှာရောက်ပြည်သူလူထုကတကယ်ခွတ်တောင်းအလံကိုပဲကျွန်တော်စကားပြောနေတဲ့အချိန်မှာနော်ကျွန်တော်စကားပြောနေတာကိုသူတို့အာယုံမရောက်ဘူးကျွန်တော်သိတယ်ကျွန်တော်နောက်ဖက်မှာကျောင်းသားတွေပြေးဝင်လာပြီးတော့ခွတ်တောင်းအလံနလန်ထောင်တဲ့အပေါ်မှာပဲပြည်သူလူထုကအာရုံရောက်နေဒါကျွန်တော်ကျင့်တတ်တယ်ကျွန်တော်ပြောတာကိုနော်လူတရားမှာတယောက်ပဲကြားပါစေ10ယောက်ပဲကြားပါစေနော်သဘောကတော့ဒါသင်္ကေတပေါ့ကျွန်တော်တို့ဒီမှာပြည်သူလူထုကိုတန်ခါဒီရဲ့ဥဆောင်မှုအောင်မှာအနုပညာရှင်တွေပါလာပြီနော်ကျောင်းသားတွေပါလာပြီဆိုတာပြောတာကျွန်တော်ကိုယ်တိုင်ဒီပင်လေဒီနောက်ကခွတ်တောင်းအလံနှစ်လက်ကိုလေတကယ်ရောက်တယ်နော်ဒီတော့ခံစားမှုကတော့ဒီရေတုံပန်းတုံမှာပဲအဲ့ဒီအချိန်မှာတော့ဟိုပြောတော့ခါမဟိုဟာပြစ်လိုက်မလားတို့ဘယ်ဟာပြစ်လိုက်မလားဆိုတော့ကြောက်တဲ့စိတ်လည်းမရှိဘူးMayakovsky ရဲ့ကြပြလေးတစ်ပုဒ်ရှိတယ်။ Mayakovsky ရဲ့ဘောင်းဘီဝေမိုးတိမ်ဆိုတဲ့ကြပြထဲမှာရေးဦးတာလေး။ရုရှားမှာတော်လန်ရေးကြီးမဖြစ်ခင်ပေါ့နော်။ဇာပြင်ကပြည်သူလူထုကိုအရန်ကာရောဖိနှိပ်နေတဲ့အချိန်မျိုးကျွန်တော်တို့နိုင်ငံမျိုးလို့ရေကံမြေကံပဲ။အဲ့ဒီမှာ Mayakovsky ကသူ့ရဲ့ဒီဘောင်းဘီဝေမိုးတိမ်ကြပြထဲမှာတပိုက်ထည့်ရေးတယ်။ဒီအချိန်မှာကျွန်တော်ကတာရင်ရဲ့လားမမေးနေဓာတ်တို့ရဲ့အောက်ကကဘာမြေတတိယပါစေအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလည်းအလိုပဲအခုချိန်မှာကျွန်တော်တို့ကနော်တက်တောင်ကြီးတစ်ခုလုံးမီးဟုံးတောက်နေတဲ့အချိန်မှာကျွန်တော်တို့ကဒီအနုပညာရတခံစားမှုနော်ဒီ aesthetic အလှဗေဒဆိုတဲ့နေ့စီမှာလေးတပွင့်ကျွေသွားတာကိုကျွန်တော်တို့ထိုင်ငိုကျွေးနေလို့မဖြစ်တော့ဘူးလေအဲ့တော့လူထုတိုက်ပွဲထဲမှာတော့ဗျာဆရာတယောက်အနေနဲ့ဝင်လာတဲ့အခါမှာလူထုတိုက်ပွဲနဲ့လျော်ညီတလို့ပဲဟာလားကြွေးကြော်ရတယ်တွေးခေါ်ရတယ်နော်ရေးသားရတယ်ပြေးသွားရတယ်ဟာလားတော့ဗျာဆရာစိတ်ကတော့ပျောက်တော့မသွားဘူးပေါ့နော်အခုကျွန်တော်တို့စက်တင်ဘာ26 29 28 29ဇက်တိုက်နော်လမ်းပေါ်မှာခြေမုံခံရတဲ့ဘုန်းကြီးကျောင်းတွေဝင်စီးခံရတဲ့အချိန်ကျွန်တော်တို့လည်းတညကိုတနေရာနဲ့နော်ထွက်ပြေးတိမ်းရှောင်ပုံအောင်နေရတဲ့အချိန်မှာကိုဟာလမ်းပေါ်ထွက်မတိုက်နိုင်တော့ဘူးနော်ဒီကြံ့ဖွံ့နေစွမ်းအားရှင်နေနော်ဒီစစ်အစိုးရရဲ့နော်ဒီနောက်လိုက်ခွေးတွေကိုကိုလမ်းပေါ်ထွက်ပြီးတော့လူတို့ရှေ့မှာထွက်မတိုက်နိုင်တော့ဘူးအချိန်မှာကိုယ်စိတ်ကိုတင်းပြီးတော့နော်ကိုရင်ပတ်ထဲမှာကိုကြပြားတွေရေးပြီးတော့တိုက်ရမှာပဲဆိုတဲ့စိတ်ကဘွားပေါ်တော့အဲ့လိုပြေးရင်ပုံရင်ရှောင်ရင်နဲ့ကြပြားတွေရေးဖြစ်တယ်အဲ့တော့နိုင်ငံရေးသမားကြပြားဆရာလို့
ပြောပြောနော်ကြပြစီကနိုင်ငံရေးသမားလိုပဲပြောပြောကျွန်တော်ကတော့ကျွန်တော်တို့နောက်ဝတစစ်အစိုးရလက်အောက်ကမလွတ်မြောက်မချင်းမှာနော်ကျွန်တော်လက်နဲ့ကကြပြပဲဦးနော်ကျွန်တော်လက်နဲ့က weapon ဟာကြပြပဲဦးအဲ့တော့ကျွန်တော်ဒီကြပြကတော့စိတ်ရင်းမယ်ကြပြဆရာဘွားကိုတော့မစွန့်လို့ပါဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ယုံကြည်ချက်တစ်ခုရှိတယ် A poet is a rival government ကြပြဆရာတယောက်ဟာစင်ပြိုင်အစိုးရတယောက်ဖြစ်တယ်နော်ကျွန်တော်ကြပြဆရာအဖြစ်ကိုမစွန့်လို့ဘူးဘာလို့ဆိုတော့ကြပြဆရာတယောက်ဟာစင်ပြိုင်အစိုးရတယောက်ဖြစ်တယ်ဆိုတော့ကြပြကတော့အသေးဆုံးမခံပါဘူးကြပြဆရာဘွားကိုလည်းမစွန့်လို့ပါဘူးသို့တော့ဒီလိုမုံတိုင်းထန်နေတဲ့အချိန်မှာတော့နိုင်ငံရေးသမားတယောက်ရဲ့ရုပ်ပုံလွှာကနော်ပို့ပြီးတော့အလေးနဲ့ပြီးတော့ထင်ရှားနေလိမ့်မယ်ကြပြဆရာရဲ့ရုပ်ပုံလွှာကတော့နည်းနည်းမှိမ့်နေပါလိမ့်မယ်